တိမ်မြမိုင်းရှက်နေဆိုင်တိမ်လိုက်ချာရှက်ဝိုင်းကတက်၍ပြုတ်ပြက်လျက်ချီနှက်စီစွန်လို့မုံမှန်ပြောတော့သည်ခါဝတန်ဂိမ်းမတွေနှောင်းဖြာပြီးအပြောင်းအကြောင်းမျိုးဤမိုးနဲ့တူဆက်ဆက်လာသည်ခြင်းတော့သည်ကိုရဲ့ရင်မမြစ်တာသစ္စာချိန်ဝဲတဲ့ရေးဆက်တင်ပြခဲ့သေးသည်ဆက်ပြန်ကြည့်မှမယ်လို့မမပန်းဆုံးပြပြဖွေးကိုကြည်တဲ့သူကပြောဘူးသည်ကိုချီဦးသူမေ့ရော့မည်တမုတ်တော့လာပါရဲ့ဒီတခုံးနဲ့နေကြီးမဲ့မြို့ပြတားလဲလာ၍ဒီနေ့ဒီရက်မှာဒီကေးဒီလာရော့မည်လို့နမိတ်တံပြေစိတ်မဲအေးခဲ့သည်ပြန်ရက်မမီရသည်ပြောင်းကြွမြောက်လေးစခဲ့ပြီမို့တော့လာပါရဲ့ဒီတခုနဲ့နေဒီမဲ့မြို့ပြကားပြန်လာ၍ဒီနေ့ဒီရက်မှာဒီကေးဒီလာရော့မည်လို့နမိတ်တံပြေစိတ်အမဲခဲ့သည်ပြန်ရက်မကြီးရသည်ပြောင်းကြွရောက်လေးစခဲ့ပြီမလာရဲ့လို့ဒီစိတ်ကူးရဲ့အဲ့ဒီအတွေ့နဲ့လာရဲ့အောက်ပြောက်ချစ်သူမျိုးကြီးဒီပဲလို့ဝေးပြီးမဲ့အချစ်ချင်းချစ်ရင်မင်းလေးတွေ့ရမည်ဒီလန်းဒီခီးဒီမြတ်ပြီသာသာရှိလိမ့်မည်တိမ်ပဲပြသူလားမလာရဲ့တွေ့နေလာရဲ့အပြောက်ချစ်သူမျိုးကြီးခိပဲလို့ဝေးပြီးမဲ့ချစ်ချင်းချစ်ရင်မင်းလေးတွေ့ရမည်ဒီလန်းဒီခီးဒီမြတ်ပြီသာသာရှိလိမ့်မည်ကိုဘဝလေးမှာပြင်လဲပတုံးရဲ့ဗရာတီညမှာပွင့်အားချစ်တော်ကူမူရွာနဲ့သူသာဆုံးရိတ်ခက်ကြပြီလှရှာပြိုမြင့်ကျင်ချစ်တယ်ပြပြကြည်စလားပြောင်းနောက်ဘဝတွင်အောင်ငယ်တလီစောင်းမှန်တွေပြောင်းခဲ့ပြီအဲ့ဒီအတွေ့နဲ့လာရဲ့အောက်တယောက်ချစ်သူမျိုးကြီးဒီပဲလို့ဝေးပြီးမဲ့အချစ်ကြီးချစ်ရင်မင်းလေးတွေ့ရမည်ဒီလန်းဒီခီးဒီမြတ်ပြီသာသာရှိလိမ့်မည်
နေမှကျင်လေပရုံးနဲ့မမတီညမပွင့်အားချစ်တော်ကုမူရာနဲ့ဖူသာဆုံးရခက်ကြပြီလက်ရှာပြိုမြင့်ချစ်ချစ်တယ်လေပြက်ပြဲကြီးစကားကြောင့်နှောင်းဘဝတွင်ဟောင်းခဲ့တယ်လီစောင်းမတွေပြောင်း